ကိုလင်းကတော့ဘာပြောချင်တာလဲနော်ကျွန်တော်ရဲ့အကောင့်ကဒီအကောင့်ကနေအခုကျွန်တော်ဗီဒီယိုတင်လိုက်တဲ့အကောင့်ကနေပြီးတော့ကျွန်တော်ပို့တင်ပေးလိုက်မယ်ကိုလင်းရဲ့အကောင့်တွေကလေးဆိုပြီးတော့အဲ့ဒါလေးကြားလို့ရှိရင်အဲ့အစာတန်းလေးကိုအပြောင်စာတန်းလေးကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်ကိုလင်းရဲ့အကောင့်တိုင်း lucky link ဆိုတဲ့အကောင့်တွေကလေးကိုကျွန်တော်မိတ်ဆွေအားလုံးက subscribe လေးနှိပ်ပေးထားပါနော်အဲ့အကောင့်နဲ့ကျွန်တော် subscriber 1000ပြည့်ရနဲ့ကျွန်တော် like လွှင့်ပေးမယ်နော်ဟုတ်ပြီလားဒီအကောင့်နဲ့ကျွန်တော်ဗီဒီယိုလေးပဲကျွန်တော်တင်ပေးမယ်အဲ့ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေအားလုံးကနေပြီးတော့ကျွန်တော်ပြောတာလေးကိုတော့ဥစားပထမလုပ်ပေးပါအဲ့မှာ subscriber တော့900ကျော်လောက်တော့ဖြစ်သွားပြီ600ပြည့်တော့မယ်နော်1000လောက်ပြည့်အောင်လေးမြန်မြန်လေးသွားနှိပ်ပေးကြပါနော်အဲ့ဒါလေးတော့ဥစားပထမပြောချင်တယ်ကျွန်တော်အလုပ်ပြန်လုပ်ပေးမယ်နော်မိတ်ဆွေတို့နည်းနည်းဝင်းရံပေးနော်ကျွန်တော်အဆက်အသွယ်ပြတ်နေရကြာပြီဒီဒုတိလောကနဲ့နော်ကျွန်တော်မလုပ်တာကြာပြီလို့နော်အဲ့ဒါကြောင့်ကျွန်တော်မိတ်ဆွေအားလုံးပဲကိုလင်းအခုဒီကောင်းနေပြီးတော့ကျွန်တော်ပို့တင်ပေးထားတဲ့ကိုလင်းရဲ့အကောင့်သစ်ဆိုတာလေးကိုချပို့တင်ထားတဲ့ဟာလေးကိုကြည့်မယ်အဲ့ကြလို့အဲ့အပြောင်အစာတန်းလေးကိုဖိလို့ရှိရင်အကောင့်သစ်ထဲကိုရောက်သွားလိမ့်မယ်အဲ့ကြရင် subscribe လေးတွေနှိပ်ပေးထားနော်ဟုတ်ပြီလားကဲကျွန်တော်ဒီကောင်းနေရောကျွန်တော်ဗီဒီယိုလေးပဲဒီညတင်ပေးလိုက်ပဲ live လေးလို့လုံးဝမရဘူးအော်တိုပြက်ကျသွားတယ်နော်ကဲအဲ့ဒီကြောင့်မို့ကျွန်တော်ပြောချင်တာတော့ကျွန်တော်ရဲ့အဖွဲ့ဝင်ဇာတို့ပတ်တီးကတော့ okay မှဆိုပြေးတယ်နော်ဒါအင်္ဂါမကျော်စာတို့ကလှဲ့မကြီးနဲ့ကွက်တီပဲဒီညနေတော့6ထိပ်စီးနဲ့ပဲနော် okay တဲ့6နဲ့ပတ်သက်တဲ့မွေးတင်ခွက်ကတော့ဒါကျွန်တော်မိတ်ဆွေတွေကြံပွဲမှာထပ်ပြီးတော့ဖြုတ်ပေးပါနော်ထည့်ထိုးပေးပါနော်ဟုတ်ပြီလားကိုလင်းကတော့တာဝန်ကြီးတယ်နော်လှဲ့မကြီးနဲ့ပတ်တီးတစ်လုံးကိုရမ်းလိုက်နေမှာစားကိုလင်းနဲ့အတူတူ